ဒီလအစောပိုင်းကာလတွေက Hyundai ကသူ့ရဲ့ EV တစ်စီးဖြစ်တဲ့ Ioniq 6ရဲ့2026 Facelift Model ကိုမိတ်ဆက်ပေးလာတယ်။ဒီ2026 Facelift Model ကရုပ်ထွက်ပိုင်းလေးကပိုပြီး aggressive ဆန်လာတယ်။ sporty look ပိုပြီးရလာတယ်။အရင်ထွက်ရှိပြီးသား model ကတော့မီလုံးတွေကြောင့်မလို့နည်းနည်းလေးလုံတုံခံစားရပါမယ်။အခုအသစ်ထွက်ရှိလာတဲ့ Facelift Model ကတော့သူ့ရဲ့ daytime running light တွေရှေ့ဘက် fascia design တွေဘန်မာထဲမှာဖျောက်ထားတဲ့ LED headlamp တွေ design တွေကြောင့်မလို့သူကaggressive ပိုရလာပြီးတော့ sporty look ကိုပိုပြီးရစေတယ်။ဒီ2026 model ကအပြင်ဘက်ရုပ်ထွက်ပိုင်းတွေပြောင်းထားတာမဟုတ်ဘူး။အတွင်ငယ်လေးရောက်ပိုင်းနည်းနည်းလေးလည်းပြောင်းထားသေးတယ်။များများဆဆတော့မဟုတ်ဘူးပေါ့နော်။အလဲ center console design လေးနည်းနည်းလေးပြောင်းထားတာရှိတယ်။ Ioniq 6ကို Hyundai အနေနဲ့2022ခုနှစ်ကစပြီးမိတ်ဆက်ပေးခဲ့တာအခုဆိုရင်တော့3နှစ်တာကာလတွေရောက်လာပြီ။သုံးစွဲသူတော်တော်များများက N line နဲ့ N performance trim တွေကိုလိုချင်ကြတယ်။ဒါပေမဲ့ N66 တွေ N line တွေထည့်မပေးလာဘူး။အခုနှစ်မှာတော့စာပြီးထည့်ပေးလာပြီ။ N line trim မှာကအနက်ရောင် badge တွေ black accents တွေအများကြီးမြင်တွေ့ရမှာပါ။မကြခင်မှာပဲသူ့ရဲ့တကယ် performance car ဖြစ်တဲ့ N ကိုမြင်ရတော့မယ်။ Ioniq 6N ပေါ့။အရင်ထွက်ရှိပြီးသားသူ့ရဲ့ညီကို Ioniq 5N မှာသုံးထားတဲ့ dual motor all-wheel drive variant ကိုပဲယူလာမယ်လို့ယူဆရတယ်။ horsepower လည်း640ကျော်545ပေါင် fuel torque ထိထွက်မယ်။ 0 to 100 km acceleration မှာတော့ Ioniq 5N ထက်တော့နည်းနည်းလေးနောက်ကျလိမ့်မယ်လို့ယူဆရတယ်။ဒါပေမဲ့တကယ်ထွက်ရှိလာတဲ့အချိန်မှာတော့ဒီ Ioniq 6N ကသူ့ရဲ့ညီကိုတော့ Ioniq 5N ထက်ပိုပြီး performance ကောင်းနေမလား။စွမ်းဆောင်ရည်ဘယ်လိုရှိမလဲ။ဈေးနှုန်းကတော့ဘယ်လိုလဲဆိုတာတော့မကြခင်ဇူလိုင်လထဲမှာသိရှိရတော့မှာဖြစ်ကြောင်းကာချူတူတွေဖော်ပြပေးလိုက်ပါတယ်